ဥပဒေတစ်ခုရဲ့တန်ဖိုးဆိုတာကစာအုပ်ပေါ်မှာရေးထားတဲ့စကားလုံးတွေကြောင့်ပဲအဆုံးဖြတ်မပေးနိုင်ပါအဲ့ဒီဥပဒေကိုလက်တွေ့မှာဘလို့အကောင့်ထဲပေါ်တယ်လဲစီကန်းလိုက်နာတဲ့ကုမ္ပဏီတွေကိုဘလို့ဆက်ဆံတယ်လဲဈေးကွက်ထဲမှာအသုံးပြုနေတဲ့ user တွေကိုဘယ်လောက်ထိအကာအကွယ်ပေးနိုင်လဲဆိုတာပေါ်မှာကြည့်ပြီးတော့တကယ်ဆုံးဖြတ်ရတာပါဒီနေ့ cryptocurrency industry မှာလည်းအဲ့ဒီမေးခွန်းကြီးတစ်ခုပေါ်လာနေပါတယ်ဥရောပသမဂ္ဂထုတ်ပြန်ထားတဲ့ MiCA Market in Crypto Asset Framework ဆိုလို့ရှိရင်တော့ကမ္ဘာ Crypto Regulation သမိုင်းမှာအရေးကြီးဆုံးဥပဒေမူဝါဒတစ်ခုလို့ပြောလို့ရပါတယ်။ဒါပေမဲ့တစ်ခုရှိတာကတော့စာရွက်ပေါ်မှာကောင်းမွန်တဲ့ framework တစ်ခုဖြစ်တိုင်းလက်တွေ့မှာအကောင့်ထဲပေါ်မှုအောင်မြင်မယ်လို့တော့မဆိုနိုင်ဘူးဗျ။အထူးသဖြင့် Binance လိုမျိုးကမ္ဘာအကြီးဆုံး Crypto Exchange တစ်ခုဟာလက်ရှိဥရောပ MiCA license ရရှိရေးအတွက်စ조사နေတဲ့လမ်းကြောင်းတစ်လျှောက်ကိုကြည့်လိုက်တယ်ဆိုလို့ရှိရင်ဒီမေးခွန်းကပို့ပြီးတော့ထင်ရှားလာတယ်။ MiCA ကတကယ်ပဲဥရောပကို Crypto Regulation နဲ့ Global Leader ဖြစ်စေနိုင်မလားဒါမှမဟုတ်စီကံကောင်းကောင်းရှိနေပေမဲ့လည်းအကောင့်ထဲပေါ်မှုမရေရာတဲ့ system ဖြစ်နေပဲရပ်တန့်သွားမလားအားလုံးပဲမင်္ဂလာပါ NWN Left Channel ကနေကြိုးဆိုပါတယ်ဒီဗီဒီယိုမစတင်ခင်မှာ disclaimer လေးတစ်ချက်ပြောပြစီဗီဒီယိုက educational purpose အတွက်သာဖြစ်ပြီးတော့ financial advice မဟုတ်တဲ့အတွက် crypto တွေ stocks တွေ gold တွေ ETF တွေစတာတွေဘယ်နေရာမှာမဆိုရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆိုလို့ရှိရင်ကိုယ်တိုင် research လုပ်ပြီးမှဆုံးဖြတ်သင့်ပါတယ်ခင်ဗျပထမဆုံးမေးခွန်းကတော့ MiCA ဆိုတာဘာလဲဗျ MiCA ဆိုတာက Market in Crypto Assets ရဲ့အတူကောက်ဖြစ်ပြီးတော့ဥရောပသမဂ္ဂ Crypto Assets လုပ်ငန်းတွေကိုစနစ်တကျထိန်းချုပ်နိုင်ဖို့အတွက်ရေးဆွဲထားတဲ့ဘက်စုံစီမံမူဝါဒတွေတစ်ခုပါအဲ့ဒီဥပဒေရဲ့အဓိကရည်ရွယ်ချက်ကတော့ Crypto လောကမှာနှစ်ပေါင်းများစွာရှိနေခဲ့တဲ့ fragmentation ပြဿနာကိုပြေလည်အောင်ဖြေရှင်းဖို့စ조사နေတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ပြောသွားတဲ့ fragmentation ဆိုတာဘာလဲအလွယ်ဆုံးရှင်းပြပါမယ်နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံကြားဥပဒေ license လုပ်ငန်းစည်းကမ်းတွေမတူညီတာကိုဆိုလိုတာပါဥပမာ crypto exchange တစ်ခုဟာဥရောပမှာအလုပ်လုပ်ဖို့အတွက်ကြံစည်နေတယ်။အဲဒီ crypto exchange ဟာပြင်သစ်မှာလည်းလုပ်ငန်းအလုပ်လုပ်ချင်တယ်။ဂျာမနီမှာလည်းလုပ်ချင်တယ်။အီတလီ၊စပိန်၊ဂရိ၊နယ်သာလန်စတဲ့နိုင်ငံတွေမှာလည်းဝန်ဆောင်မှုတွေပေးချင်တယ်လို့ဆိုကြပါစို့။ MiCA မတိုင်ခင်တော့အခြေအနေမှာအဲ့ဒီနိုင်ငံတိုင်းမှာစီမင်းစည်းကမ်းမူဝါဒတွေတယောက်တစ်ယောက်တူမှာမဟုတ်ဘူး။အချို့နိုင်ငံတွေက license စနစ်တင်းကျပ်တာရှိမယ်။အချို့နိုင်ငံတွေမှာ KYC မှတ်ပုံတွေစနစ်တင်းကျပ်တာတွေရှိမယ်အချို့နိုင်ငံတွေမှာစီမင်းစည်းကမ်းမရေရာမသေးကြတာတွေလည်းဖြစ်နိုင်တယ်အဲ့ဒါဆိုလို့ရှိရင်လုပ်ငန်းအနေနဲ့နိုင်ငံတစ်ခုချင်းစီအတွက်ဥပဒေအကြောင်းအရာပြင်ဆင်ရတာရှိမယ် license တွေရှောက်ရမယ် compliance တွေတည်တံ့ထားရမယ် lawyer တွေနဲ့ consult လုပ်ရမယ်နောက်ဆုံးမှာအဲ့ဒီ cost ရိတ်တွေတက်လာပြီးတော့အချိန်ကြန့်ကြလာမယ် innovation တွေနှိကွေးလာနိုင်ပါတယ်ဒါကြောင့်မို့လဲ EU ရဲ့ MiCA ကနေပြီးတော့ဒီပြဿနာကိုဖြေရှင်းဖို့အတွက် single rule book ဆိုတဲ့အယူအဆကိုသူတို့ယူဆောင်လာခဲ့ပါတယ်ဆိုလိုတာကတော့ဥရောပသမဂ္ဂအတွင်းမှာ crypto asset service provider တွေဥပမာ exchange တွေ custody provider တွေ stablecoin issuer တွေစတဲ့စီးပွားရေးလုပ်ငန်းတွေအားလုံးအတွက်တသက်မဲ့တဲ့အသုံးပြုနိုင်မယ်စီမင်းစည်းကမ်းတစ်ခုကိုဖန်တီးဖို့အတွက်စ조사နေပါတယ်အလွယ်ပြောရရင်ဥရောပတစ်ခွင်လုံးမှာ crypto လုပ်ငန်းလုပ်ချင်တဲ့ကုမ္ပဏီတစ်ခုအတွက်နိုင်ငံတိုင်းမှာစီးကမ်းအသစ်ပြန်ပြီးလေ့လာရမယ်ခေတ်ကနေဥရောပအဆင့် single market တစ်ခုထဲမှာစီးကမ်းတစ်ခုတည်းကိုလဲပတ်နိုင်မဲ့ခေတ်ကိုပြောင်းလဲပေးဖို့အတွက်စ조사နေကြပါတယ်ဒါဆိုရင် MiCA ကနေဘာတွေအချိုးကျေးဇူးရနိုင်မလဲကျွန်တော်တို့ဆက်ပြီးလေ့လာကြည့်အောင် MiCA ရဲ့အဓိကကတိကတော့ regulatory clarity ပါ crypto လောကမှာလုပ်ငန်းတွေ investor တွေအသုံးပြုသူ user တွေအကြောက်ဆုံးအရာတစ်ခုကတော့ဈေးနှုန်းကျတာတွေမဟုတ်ပဲねဥပဒေမရေရာမှုတွေကလည်းအရန်ကြောက်စရာကောင်းပါတယ်ကုမ္ပဏီတစ်ခုက product အသစ်ထုတ်ချင်တယ်ဒါပေမဲ့အဲ့ဒီ product ကနောက်တစ်လမှာဥပဒေနဲ့မကိုက်ညီဘူးလို့သတ်မှတ်ခံရရဆိုလို့ရှိရင်ဘယ်သူမှရေရှည်ရင်းနှီးမြှုပ်နှံချင်တော့မှာမဟုတ်ပါဘူးinstitutional investor တူက crypto ဈေးကွက်တွေကိုဝင်လာခြင်းတယ်ဒါပေမဲ့ custody ပြဿနာတွေ AML တွေ consumer protection တွေ reporting standard တွေမရှင်းလင်းဘူးဆိုလို့ရှိရင် fan ကြီးတွေကအလွယ်တကူဝင်လာဖို့အတွက်ခက်ခဲနေပါတယ် retail သမားတွေအနေနဲ့လည်းထိုးနည်း၎င်းပါပဲ exchange တစ်ခုကတရားဝင်လား user fan တွေကိုဘယ်လိုကာကွယ်ပေးတာလဲ exchange ပြဿနာဖြစ်လို့ရှိရင်ဘယ်သူဘယ်ဝါသွားပြီးတိုင်ရမလဲဆိုတာမရှင်းလင်းဘူးဆိုလို့ရှိရင်ယုံကြည်မှုတည်ဆောက်ဖို့ဆိုတာအင်မတန်ခက်ပါတယ်MiCA ရဲ့တာဝန်ကအဲ့လိုမျိုးရှုပ်ထွေးတဲ့အရာတွေကိုဖြေရှင်းဖို့အတွက်စ조사နေတာပါစီကံရှင်းလင်းလာရင်ဆိုလို့ရှိရင်ကုမ္ပဏီတွေကဘာလုပ်လို့ရတယ်ဘာလုပ်လို့မရဘူးဆိုတာပို့ပြီးတော့သိလာမယ် user တွေဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းဘယ် crypto exchange platform က regulation ဥပဒေနည်းဥပဒေအောက်မှာရှိတယ်ဆိုတာကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းသိလာ regulator တွေကလည်း market abuse လုပ်တာ fraud လုပ်တာ money laundering လုပ်တာ consumer risk တွေကိုပို့ပြီးတော့စနစ်တကျနဲ့ကြီးကြပ်ကွပ်ကဲလာနိုင်မယ်ဒီအတွေးခေါ်ကတော်တော်လေးကောင်းတယ်ဗျ cryptocurrency industry ဆိုတာကတနေ့တခြားပို့ပြီးတိုးတက်လာနေတဲ့နယ်ပယ်ပါအဲ့တော့ဒီနယ်ပယ်ကိုရခင်ကတည်းကပို့ပြီးတော့ခိုင်မာတဲ့နေရာကိုဆွဲခေါ်သွားဖို့ဆိုလို့ရှိရင်ဒီလိုမျိုးဥပဒေမူဝါဒကောင်းတွေလိုအပ်ပါတယ်ဒီအချက်လက်တွေကိုအခြေခံထားလို့ရှိရင် MiCA ကဥရောပအတွက်မဟုတ်တော့ဘဲနဲ့ကမ္ဘာ crypto regulation အတွက်ပါ
အရေးကြီးဆုံးအတူယူစရာအကောင်းဆုံး role model ဖြစ်လာနိုင်တဲ့ framework လို့ပြောလို့ရတယ်။ဒါပေမဲ့ပြဿနာဆိုတာကတော့နေရာတိုင်းမှာရှိတယ်။အခုဒီနေရာမှာလည်းရှိလာပြီဗျ။ဥပဒေကောင်းတစ်ခုရှိုံနဲ့မလုံလောက်ဘူး။အဲ့ဒီဥပဒေကိုဘလို့တိတိကျကျဘလို့မျှမျှတတဘလို့မျိုးခံမှန်းရလွယ်အောင်အကောင့်ထဲပေါ်ထားသလဲဆိုတာကလည်းလေးလာဖို့အတွက်အရေးကြီးတယ်။ဒီနေရာမှာ Binance က Europe ခရီးစဉ်တွေက MiCA framework ရဲ့လက်တွေ့စမ်းသပ်မှုတစ်ခုလိုဖြစ်လာခဲ့တယ်။ Binance ကလက်ရှိမှာကမ္ဘာအကြီးဆုံး crypto exchange တွေကတစ်ခုဖြစ်ပြီး global user base ကတော်တော်လေးကိုများတဲ့ platform တစ်ခုဖြစ်တယ်။အဲ့တော့ဒီ platform တစ်ခုဟာဥရောပ MiCA framework အောက်မှာတရားဝင် license ရဖို့အတွက်စ조사နေတယ်ဆိုတာ Binance တစ်ခုတည်းရဲ့ကိစ္စမဟုတ်တော့ဘူး။ကျွန်တော်တို့ဒီနေရာမှာ Binance ရသွားလို့ရှိရင်တခြား exchange တွေရောဒီ industry တစ်ခုလုံးရောဘယ်လောက်ထိတိုးတက်သွားမလဲဆိုတာကိုဖြည့်ဆွတ်တွေးဖို့လိုလာတယ်။ဒါကဥရောပ regulatory system တစ်ခုလုံးရဲ့ credibility ကိုပါစမ်းသပ်နေတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းအချက်အလက်တွေအရ Binance ကဥရောပဈေးကွက်မှာ MiCA license ရရှိရေးအတွက် Greek နိုင်ငံရဲ့ HCMC နဲ့အချိန်ကြာမြင့်စွာပူးပေါင်းပြီးလှုပ်ဆောင်ခဲ့တယ်လို့သိရှိရတယ်။ဒီလို licensing process လုပ်တဲ့နေရာမှာ regulator တွေက exchange တစ်ခုရဲ့ business model တွေ risk management တွေ governance compliance program AML system တွေ consumer protection framework တွေ internal control တွေ data security တွေ operational reliance တွေစတဲ့အချက်လက်တွေကိုအခြေခံထားပြီးတော့စစ်ဆေးလေရှိတယ်ဆိုလိုတာကတော့ဗျာ application form လေးတစ်ခုကိုရေးဖြည့်ပြီးတင်လိုက်အောင်နဲ့ license ချက်ချင်းရတာမျိုးမဟုတ်ဘူး။ company တစ်ခုလုံးရဲ့အတွင်းပိုင်းလဲပတ်ပုံစနစ်တစ်ခုလုံးကိုဒီ MiCA ကနေပြီးတော့ဝင်ရောက်စစ်ဆေးခြင်းခံလိုက်ရတယ်။စီးပွားရေးလုပ်ငန်းဘက်ကကြည့်မယ်ဆိုလို့ရှိရင်သူတို့အနေနဲ့ requirement တွေကိုလိုအပ်တယ်လို့ဖြည့်ဆည်းပေးထားတယ်။ regulator တွေနဲ့ပူးပေါင်းဖို့ကြိုးစားတယ်။ compliance investment တွေတိုးမြင့်ပြီးတော့လှုပ်ဆောင်ထားတယ်ဆိုတဲ့ position ကိုထုတ်ဖော်ပြောဆိုလာတာတွေ့ရတယ်။အခြားတစ်ဖက်မှာတော့ regulator တွေဘက်ကကြည့်မယ်ဆိုလို့ရှိရင် Binance လိုမျိုး global scale ကြီးမားတဲ့ exchange တစ်ခုကို license ပေးတာတာမန်ဆုံးဖြတ်ချက်မဟုတ်ဘူးလို့သူတို့ကယူဆတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီလို exchange တစ်ခုကိုဥရောပမှာ single market တွေကိုတရားဝင်လုပ်ကိုင်ခွင့်ပေးလိုက်တာနဲ့ retail user သိန်းနဲ့တန်းနဲ့ချီ institutional investor အများပြားရဲ့ capital flow တွေတော်တော်များများ Binance ကိုဝင်သွားနိုင်တယ်။အဲ့တော့သူတို့လည်းအများကြီးထဲတွက်စဉ်းစားလာတယ်။ဒါကြောင့် regulator ဘက်ကပို့ပြီးတော့တေချာစစ်ဆေးနေတာကိုလည်းနားလည်လို့ကျွန်တော်တို့ကမြင်တယ်။ဒါပေမဲ့ industry ဘက်ကစိုးရိမ်တဲ့အခြေအနေတခုကနောက်ကနေကပ်ပါလာအကယ်၍သာ company တခုဟာ requirement တွေကိုဖြည့်ဆည်းထားတယ် national regulator နဲ့အချိန်ကြာကြီးပူးပေါင်းထားတယ် license ရရှိရေးအတွက်လုပ်ငန်းစဉ်အဆင့်ကိုလည်းတေချာကြကြနာနာဖြတ်သန်းထားရဆိုလို့ရှိရင်နောက်ဆုံးဆုံးဖြတ်ချက်ကရှင်းရှင်းလင်းလင်းဖြစ်ရမယ်ခံမှန်းရလွယ်ရမယ်တတ်မှတ်ထားတဲ့အချိန်အတွင်းမှာအမိထွက်လာသင့်ပါတယ် decision ကကြံ့ကြာနေပြီးတော့ဘာကြောင့်ကြံ့ကြာလဲဆိုတာကိုထွက်ပြီးမရှင်းလင်းဘူးဆိုလို့ရှိရင်တော့လက်ရှိဈေးကွက်မှာ uncertainty crypto ဈေးကွက်ကြီးတစ်ခုလုံးမရေရာမသေးချာမှုတွေဖြစ်လာတာလည်းဒါတကြောင်ပါဝင်ပါတယ်ဒါကကျွန်တော်တို့ Binance တစ်ခုတည်းအတွက်ပြောနေတာမဟုတ်ဘူးဗျဥရောပမှာလုပ်ငန်းချဲ့ခြင်းနဲ့အခြားသော crypto company တွေပြီးတော့အသုံးပြုသူ user တွေအတွက်လည်းဒါကောင်းတယ်မကောင်းဆိုတဲ့စဉ်းစားဆုံးဖြတ်စရာ signal တစ်ခုဖြစ်လာနိုင်တယ်နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကြံပါသေးတယ် regulation ရဲ့အဓိကရည်ရွယ်ချက်ဆိုတာဈေးကွက်ကိုစနစ်တကျဖြစ်အောင်လုပ်ပေးဖို့ user တွေကိုကာကွယ်ဖို့ fraud လိမ်ညာမှုတွေကိုတားဆီးဖို့နဲ့ရေရှည်ယုံကြည်မှုတည်ဆောက်ဖို့အတွက်ပဲဖြစ်တယ်ဒါပေမဲ့ regulation ထုတ်တဲ့နေရာမှာမသေးချာမရေရာတဲ့အခါအချိန်ကြန့်ကြာမှုများသွားတဲ့အခါတနိုင်ငံနဲ့တနိုင်ငံအကောင့်တွေဖော်မှုမတူညီမှုဖြစ်တဲ့အခါကြလို့ရှိရင်အဲ့ဒီ regulation ကသူ့ရဲ့ရည်ရွယ်ချက်နဲ့ဆန့်ကျင်ဘက်သွားနိုင်တယ်ဆိုတော့သတိပြုရမယ်ဥပမာ crypto company တခုဟာစီကံအတိုင်းလိုက်နာမယ်လို့ဆုံးဖြတ်ထားတယ်ဒါပေမဲ့ license process ကဘယ်အချိန်ပြီးမလဲမသိဘူး requirement တွေကလက်တွေ့မှာဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲဆိုတာမရှင်းလင်းဘူး regulator တစ်ဖွဲ့နဲ့တစ်ဖွဲ့ interpret ပူးပေါင်းဆောင်ရွက်မှုလုပ်ပုံကိုင်ပုံတွေမတူဘူးအဲ့လိုဆိုလို့ရှိရင်တော်တော်လေးခက်ခဲရရောက်မယ်ဒါဆိုရင်စီကံလိုက်နာခြင်းတဲ့ company တွေရှိရဆိုရင်တော့မှဈေးကွက်ထဲကိုဝင်လာဖို့အတွက်နှောင့်နှေးကြံ့ကြာမှုတွေဖြစ်နိုင်ဒီဘက်မှာ regulation မလိုက်နာတဲ့ဒါမှမဟုတ်လို့ရှိရင် gray area တွေကနေပြီးတော့ platform တွေက user တွေကိုဆက်လက်ပြီးတော့ဆွဲဆောင်နိုင်တာကိုသတိပြုရမယ်နောက်ဆုံးမှာတော့ regulation ရဲ့မူလရည်ရွယ်ချက်ဖြစ်တဲ့ consumer protection နဲ့ market integrity ကိုအများကြီးထိခိုက်လာနိုင်တယ်ဒါကြောင့် MiCA ရဲ့အခုလက်ရှိအဓိကစိန်ခေါ်မှုကဥပဒေရှိတာမရှိတာနဲ့အရေးမကြီးဘူးအဲ့ဒီဥပဒေကိုတသက်မှတ်တဲ့မျှမျှတတခံမှန်းရလွယ်အောင်လို့ဘယ်လိုအကောင့်ထဲပေါ်လာနိုင်မလဲဆိုတာကိုလက်ရှိအများပြည်သူတွေကစောင့်ကြည့်နေကြဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့စီးပွားရေးလုပ်ငန်းတွေဘက်ကိုကြည့်အောင်လက်ရှိ Binance ဘက်ကနေပြောဆိုထားတဲ့အဓိက narrative တွေကတော်တော်လေးရှင်းလင်းပါတယ်သူတို့ကလွန်ခဲ့တဲ့နှစ်တည်းရတဲ့ compliance ဘိုင်းကိုအလေးနဲ့လှုပ်ဆောင်လာတွေ့ရတယ် global regulator တွေနဲ့ပိုမိုပူးပေါင်းလာတယ် user protection နဲ့ security infrastructure ကိုလည်းအရင်နှစ်တည်းရတဲ့ပို့ပြီးတော့ရင်းနှီးမြှုပ်နှံလာရဲဆိုတာကျွန်တော်တို့လက်တွေ့မြင်နေရတယ်Binance ကအစီရင်ခံစာထုတ်ပြန်ချက်အရ compliance bureau အတွက်ဝန်ထမ်းအင်အားပေါင်း1500ကျော်တိတောင်မှခန့်ထားရလို့ဆိုထားပါတယ်
ဒါကုမ္ပဏီအတွင်းမှာ compliance တွေ legal risk security ဘက်ကိုပို့ပြီးတော့ရခင်ကတဲ့အရေးထားလာတယ်ဆိုတာ signal တစ်ခုဖြစ်မြင်နိုင်တယ်ဒါအပြင် compliance နဲ့ security system တွေအတွက်နှစ်စဉ်ဒေါ်လာတန်း200ကျော်ရင်းနှီးမြှုပ်နှံနေဆိုတဲ့အချက်ကိုလည်း Binance ဘက်ကနေပြီးတော့မကြာခဏအသားပေးပြောဆိုတာကိုကျွန်တော်သတင်းကနေဖတ်ရ security control တွေကြောင့်မလို့ potential fraud losses တွေများစွာကိုတားဆီးနိုင်ခဲ့ဆိုတဲ့အချက်ရဲ့ law enforcement agency နဲ့ပူးပေါင်းပြီးတော့ illicit funds တွေကိုဖော်ထုတ်ကာပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့တယ်ဆိုတဲ့အချက်တွေဟာ Binance ရဲ့ကျွန်တော်တို့ကအရင်ကတည်းကပို့ပြီးတော့ regulated professional user focus ဖြစ်လာရဆိုပြီးတော့ message ကိုလည်း support လုပ်နေရရောက်တယ်ဒါပေမဲ့ third party analyst view ကနေကြည့်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီအချက်တွေကိုနှစ်ဖက်လုံးကနေသုံးသပ်ရမှာဖြစ်ပါတယ်တစ်ဖက်မှာ Binance ရဲ့ compliance investment ဟာ positive development ဖြစ်နေတာကိုတွေ့ရတယ်crypto industry တစ်ခုလုံးအတွက်လည်း exchange နေရဆိုလို့ရှိရင် compliance security risk management ကိုအလေးထားနေတာကကောင်းမွန်တဲ့အရာဖြစ်တယ်အခြားတစ်ဖက်မှာလည်း regulator တွေက company တစ်ခုရဲ့ထုတ်ပြန်ချက်တွေကိုပဲအခြေခံပြီးဆုံးဖြတ်လို့မရတော့သူတို့အနေနဲ့ internal control တွေကတကယ်အလုပ်လုပ်သလား government structure တွေကစနစ်ကျသလား user fund protection ရအောင်လုံလောက်သလား AML CDF framework တွေက practical layer တွေမှာထိရောက်သလားဆိုတာကိုစစ်ဆေးရမှာဖြစ်ပါတယ်ဒါကြောင့်အခုလက်ရှိ Binance ဖြစ်နေတဲ့ case ကBinance Exchange ကောင်းသလားမကောင်းဘူးလားဆိုတဲ့ရိုးရှင်းတဲ့မေးခွန်းမဟုတ်တော့ဒီ case က crypto industry တစ်ခုလုံးကို regulated financial market တွေဘယ်လိုထည့်သွင်းမလဲဆိုတဲ့ပိုပြီးကြီးမားတဲ့မေးခွန်းတစ်ခုဖြစ်လာပါတယ်။ Micah ရဲ့အောင်မြင်မှုဟာစာရွက်ပေါ်ကဥပဒေမဟုတ်ဘဲနဲ့လက်တွေ့အကောင့်ထဲပေါ်မှုပေါ်မှာလည်းအများကြီးမူတည်နေတယ်။လက်ရှိ Binance ရဲ့ case ကဒီ framework ရဲ့ credibility ကိုစမ်းသပ်နေတဲ့အရေးကြီးဆုံးသော case တွေကတစ်ခုဖြစ်တာကိုတွေ့ရတယ်။ Binance လို global exchange တစ်ခုဟာ compliance investment တွေတိုးမြင့်ပြီးတော့ regulator တွေနဲ့ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာ positive signal ဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲ regulator တွေဘက်ကလည်း consumer protection နဲ့ market integrity အတွက်သေချာကြကြနနစစ်ဆေးနေတယ်ဆိုတာကိုလည်းမြင်တွေ့ရတယ်။ဒါပေမဲ့ရေရှည်မှာဥရောပ crypto regulation ရဲ့ global leader ဖြစ်ချင်တယ်ဆိုလို့ရှိရင် Micah ရဲ့အောက်က licensing process တွေဟာဒီတက်ပို့ပြီးတော့ရှင်းလင်းဖို့လိုအပ်တယ်။ခံမှန်းရလွယ်လာမယ် member states တွေအားလုံးတသက်မှတ်တယ်ဖြစ်တယ်ဆိုလို့ရှိရင်တော့ပိုပြီးကောင်းမယ်ဗျ။ဒါပေမဲ့အခုလက်ရှိ Binance Exchange ရဲ့ license လျှောက်ထားတဲ့ key lancing process မှာဒီ framework ရဲ့တကယ်စမ်းသပ်မှုဟာအခုမှစတင်နေတာပါဥပဒေကောင်းတစ်ခုဟာစီမီစီကန်ချမှတ်ရုံနိုင်နဲ့မပြီးပါဘူးစီကံလိုက်နိုင်တဲ့ကစားသမားတွေကိုလည်းမျက်မျက်တတရှင်းရှင်းလင်းလင်းအချိန်မှန်ဆုံးဖြတ်ပေးနိုင်မှာဒါအဲ့ဒီဥပဒေဟာ market ကိုတကယ်တည်ငြိမ်လာစေနိုင်မှာဖြစ်ပါတယ်လို့ပြောကြရင်လည်းဗီဒီယိုလေးကိုဒီမှာပဲညီကုန်းချုပ်ချင်ပါတယ်မိတ်ဆွေတို့အနေနဲ့လည်းအခုလိုမျိုး crypto regulation တွေ market structure တွေ global adoption တွေစတဲ့အကြောင်းအရာတွေကိုအချိန်နဲ့တပြေးညီdeep analysis လုပ်တာကိုနားဆင်ကျင်နေဆိုလို့ရှိရင် NWL Lab Channel ရဲ့ YouTube page လေးကို subscribe လုပ်တာပေါ့မမေ့နဲ့เนาะအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်